ကျွန်တော်တို့တွေကအစဉ်ပြေချင်းတွေကိုလက်ခံနိုင်ပြီမဲ့အစဉ်မပြေချင်းတွေတွေ့ရတဲ့အခါမှာရိုင်နဲ့ပြိုလဲကျင်တော့တာပဲအဲဒီကကျွန်တော်တို့ပြန်ထနိုင်ရပါမယ်တရားတွေကိုရင်ဆိုင်ကြရပါမယ်ပြိုလဲချင်းတွေကတန်မာဖို့အကြောင်းတရားပါပဲကျွန်တော်တို့ငယ်ငယ်ကလမ်းလျှောက်တက်ဆခဏခဏပြိုလဲပူးကြတယ်မလားနောက်တော့ပြက်ပြက်လက်လက်ရှောက်နိုင်သွားကြတာပါပဲပြိုလဲချင်းတွေကတန်မာဖို့အတွက်ပါပဲတိမ်ငယ်ချင်းအားငယ်ချင်းဝမ်းနဲ့စိတ်ပြက်ချင်းပြိုလဲကြေကွဲချင်းတွေကတန်မာဖို့စမ်းသပ်တဲ့အရာတွေပါကျွန်တော်တို့ဒူးမထောက်စတဲ့တိုက်ထုတ်မောင်းထုတ်ကြရပါမယ်ဒါမှတန်မာတဲ့သူဖြစ်မှာပါလောကမှာကျွန်တော်တို့ကတောင်ကပယံကတစ်ပင်လို့ရှင်သန်ကြရပါမယ်ဒဏ်ရာတွေနဲ့ပြိုလဲခြင်းတွေကတန်မာခြင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါခဏခဏပြိုလဲခြင်းကထက်ကတန်မာလာမှုအကြောင်းတရားလို့အမြဲမှတ်ပါကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ရုန်းကန်ရှင်သန်နေထိုင်ကြရအောင်ဣဗရာလင်ကပြောထားတယ်မင်းလဲကြတာကစိတ်မပူမင်းပြန်မထမှာလို့လည်းစိတ်ပူကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြပြန်ထပြီးတော့မှတန်မာကြရအောင်